ဇက်ကြီး10ပွဲရဲ့9ပွဲမြောက်ဖြစ်တဲ့ဝိတုရဇတ်တော်ကိုဆက်လက်တင်ပြပေးပါမယ်ဒီဇတ်တော်ဟာမြတ်စွာဘုရားလောင်းရဲ့တစ္ဆာပါရမီနဲ့မေတ္တာပါရမီတို့ကိုအရင်ခံပြီးရန်သူကိုပင်မေတ္တာဖြင့်အောင်နိုင်ပုံအကြောင်းဖြစ်ပါတယ်ဝိတုရဇတ်တော်ပညာရှိအမတ်နှင့်ဘီလူဤစိန်ခေါ်မှုအခမ်းတဏ္ဍပတ္တနဂောပြည်နှင့်ဝိတုရအမတ်ကြီးရှေးလွန်လေပြီးသောအခါကုယုတိုင်းတဏ္ဍပတ္တနဂောပြည်၌တနေဇယကုယုမင်းစိုးစံတော်မူသည်ထိုမင်းကြီးတွင်ဝိတုရအမည်ရှိသောပညာရှိအမတ်ကြီးတဦးရှိသည်ဝိတုရအမတ်ကြီးသည်တရားဓမ္မ၌အလွန်နတ်ဆက်ယုံတင်မကပဲသူ၏တရားစကားကိုကြားရသူတိုင်းငြိမ်းချမ်းမှုကိုရရှိကြသဖြင့်လူနတ်နဂါဂလုံအပေါင်းတို့ကကြည်ညိုကြသည်အခန်းနှင့်နဂါမင်းသမီး၏တောက်တမှုတစ်နေ့တွင်နဂါမင်းကြီးဝရုဏသည်ဝိတုရအမတ်ကြီး၏တရားကိုနာယူပြီးနောက်နဂါပြည်သို့ပြန်ရောက်သောအခါအလွန်ကြည်ညိုကြောင်းပြောပြသည်ထိုစကားကိုကြားရသောနဂါမိဖုရားဝိမလာသည်ဝိတုရအမတ်ကြီး၏နှလုံးသားကိုရလိုသည်ဟုအလွဲတောင့်တမိသည်အမှန်မှာနှလုံးသားကိုစားလိုခြင်းမဟုတ်ဘဲသူ၏တရားစကားကိုတိုင်ကြားနာလိုခြင်းဖြစ်ပါသည်မိဖုရားကြီးသည်တမီးတော်ယန္တိကိုခေါ်၍ဝိတုရအမတ်ကြီးကိုနဂါပြည်သို့ခေါ်ဆောင်လာနိုင်သူအားတင့်ကိုလက်ထပ်ပေးမည်ဟုကြေညာခိုင်းသည်အခန်း3ပုံနာကဘီလူ၏ဂတိကဝတ်ပုံနာကအမည်ရှိသောဘီလူစစ်သူကြီးသည်နဂါမင်းသမီးယန္တိကိုမြင်သောအခါချစ်ကြိုက်သွားသည်မင်းသမီးကိုရရှိရန်အတွက်ဝိတုရအမတ်ကြီးကိုလူပြည်မှဖမ်းဆီးလာရန်ဂတိပြုလိုက်သည်ပုံနာကသည်တိကျမင်းထံမှရရှိထားသောမနောမယအမည်ရှိမြင်းပြန်ကိုစီး၍လူပြည်သို့ဆင်းသက်လာခဲ့သည်အခန်းလေးကျွေအံကစားပွဲနှင့်အလောင်းစားပုံနာကဘီလူသည်တနင်္ဇယကုယုမင်းကြီးထံသွား၍ကျွေအံကစားရန်စိန်ခေါ်သည်သူသည်အဖိုးတန်သောပတ္တမြားကြီးကိုအပေါင်ထားပြီးမင်းကြီးရှုံးနိမ့်ပါကမင်းကြီးအမျက်နိုးဆုံးသောဝိတုရအမတ်ကြီးကိုပေးအပ်ရမည်ဟုအလောင်းစားပြုလုပ်သည့်မင်းကြီးသည်ပုံနာက၏ပရိယေကိုမသိဘဲကစားရာရှုံးနိမ့်သွားသဖြင့်ဝိတုရအမတ်ကြီးကိုဘီလူလက်သို့အပ်လိုက်ရပါတော့သည်အခန်းငါဘီလူ၏နှိပ်စက်မှုနှင့်ဝိတုရ၏တည်ငြိမ်မှုပုံနာကဘီလူသည်ဝိတုရအမတ်ကြီးကိုမြင်းမြ၌ဆွဲချီ၍ကောင်းကင်သို့ပြန်တက်သွားသည်သူသည်လမ်းခီးတွင်အမတ်ကြီးကိုကြောက်ဆောင်များနှင့်တိုက်မိအောင်လှုပ်ခြင်းကြောက်မက်ဖွယ်ဘီလူရုပ်များဖန်ဆင်း၍ခြောက်လန့်ခြင်းတို့ဖြင့်တက်ရန်ကြိုးစားသည်သို့သောဝိတုရအမတ်ကြီးသည်အမျက်ဒေါသမရှိဘဲမေတ္တာဘာဝနာကိုသာပွားများနေခဲ့လေသည်နောက်ဆုံးတွင်ဘီလူသည်အမတ်ကြီး၏တည်ငြိမ်မှုနှင့်ပညာရှိစကားများကိုကြားရသောအခါကြည်ညိုသွားပြီးအမတ်ကြီးအားနဂါပြည်သို့ရိုသေစွာပင့်ဆောင်သွားခဲ့လေသည်ဇက်ပေါင်းသောယန္တိမင်းသမီးဥပ္ပလဝင်ထေရီမှဖြစ်လာသည်ပုံနာကဘီလူအရှင်သာရိပုတ္တရာဖြစ်လာသည်ဝိတုရအမတ်ကြီးကျွန်ုပ်တို့၏ဂေါတမမြတ်စွာဘုရားဖြစ်လာပါသည်သင်ခန်းစာဤဇတ်တော်သည်တစ္ဆာနှင့်ပညာရှိသူသည်မြည်သည့်အန္တရာယ်နှင့်ကြုံတွေ့ရစေကမူမတုံ့လို့ပဲအောင်မြင်မှုကိုရရှိနိုင်ကြောင်းသင်ခန်းစာပေးပါသည်ဝိတုရဇတ်တော်ကြီးသည်ဤနေရာတွင်ပြီးဆုံးပါပြီးနောက်ဆုံးနှင့်အကြီးမြတ်ဆုံးဖြစ်သောတသမမြောက်ဝေဒနယဇတ်တော်ဒါနပါရမီအထွတ်ထိပ်ရောက်ပုံအကြောင်းကိုဆက်လက်ရန်